ကဲကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်တို့များရောက်တိုင်းဒီနေ့ဒီနေရာနဲ့ရှေ့ဦးစွာမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ချင်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်တို့များနဲ့အတူကျွန်တော်တို့ဆွေးနွေးတိုင်ပင်ခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲအကြောင်းအရာလေးကတော့ဒီလာမဲ့တောက်ကြနေအပတ်မှာရှင်ပြန်ထိုးသက်ကစားသွားရမယ်ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာလေးတစ်ယောက်ပါဝင်လာတယ်ပွဲလေးတစ်ပွဲထဲမှာပေါ့နော် one championship ပွဲလေးပဲဖြစ်ပါတယ်ဒီလာမဲ့တောက်ကြနေညကြရင်ရှင်ပြန်ထိုးသက်ကစားရမှာဖြစ်တယ်ဒီအကြောင်းအရာလေးကိုကျွန်တော် sharing လေးမလုပ်တော့ခင်မဆွေးနွေးမတိုင်ပင်တော့ခင်ထုံးစံတိုင်းကျွန်တော်ရကောက်ကို like comment share subscribe လေးလုပ်တော့ပြီးမမေ့ပါနဲ့လို့ကျွန်တော်အရင်ဆုံးတောင်းဆိုချင်ပါတယ်ဒီကနေ့ကျွန်တော် Panda 2 YouTube channel ကနေ share တဲ့ message ညီကိုမနမများနေတဲ့အတူကျွန်တော်တို့အတူကဆွေးနွေးတိုင်ပင်သွားကြရအောင် Okay let's go ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီလာမဲ့တောက်ချာနေညကြရင်ရှင်ပြိုင်ထိုးသက်ကစားရမယ်လာမယ့်ဇွန်လ9ရက်နေ့ one championship မှာ one friday fight 157ပွဲစဉ်မှာပေါ့နော်ကျွန်တော်ရဲ့မြန်မာ fighter လေးတစ်ယောက်ပါလဲဆိုမင်းဆိုတဲ့မြန်မာ fighter လေးတစ်ယောက်ပါဝင်ထိုးသက်ကစားသွားရမှာဖြစ်တယ်ကျွန်တော်ရဲ့မြန်မာ fighter လေးနာမည်ကတော့ဆိုမင်းဖြစ်ပါတယ်သူကနေကျွန်တော်ရဲ့ one championship မှာကျွန်တော်ရဲ့မြန်မာအတွက်မြန်မာရဲ့ဂုဏ်ကိုစောင့်ပြသွားမှာဖြစ်ပါတယ်ဆိုမင်းလို့ခေါ်ပါတယ်Thai fighter Ulapret ဆိုတဲ့ Thai fighter နဲ့ပေါ့နော်သူတို့နှစ်ယောက်ရှင်ပြိုင်ထိုးတက်ဖို့စီစဉ်ထားပြီးမြန်မာပြည်သက်တွေအတွက်စိတ်ဝင်စားစရာအလွန်ကိုကောင်းတဲ့ပွဲလေးတစ်ပွဲဖြစ်တယ်ကျွန်တော်ရဲ့မြန်မာပြည်သက်တွေရောဒီပွဲအနေနဲ့ဘယ်လိုမြင်လဲကျွန်တော်ရဲ့အမြင်ရှုထောင့်လေးကိုကျွန်တော်အနေငယ်ပြောချင်တယ်ကျွန်တော်ရဲ့ဆိုမင်းလေးကတော့ဒီလာမဲ့9ရက်နေ့ကြာရင် one championship မှာထိုးသက်ကစားတဲ့အခါကြာရင်ကျွန်တော်ရဲ့အမြင်ပေါ့နော်ဆိုမင်းကနိုင်ချေများတယ်ဒါပေမဲ့သူ့အတွက် pressure တွေအများကြီးရှိတယ်လို့ကျွန်တော်ပြောချင်တာပေါ့နော်။ဘာဖြစ်လို့လဲ။ဘာကြောင့်ကျွန်တော် pressure တွေအများကြီးရှိတယ်လို့ပြောတာလဲ။ pressure ကဘယ်လိုမျိုး pressure လဲဆိုတော့ဆိုမင်းကဒီ Thai fighter ရဲ့အဝင်အထွက်လေးကိုသူကတော်တော်လေးကိုခရူးဆိုင်ရမှာ။ဒီ Thai fighter လေးကသူ့ရဲ့အဝင်အထွက်တွေကတော်တော်လေးကိုကောင်းတယ်လို့ကြားသိရတယ်မြင်တွေ့ရတာပေါ့နော်။ဆိုမင်းကမကောင်းမှုပြောတာမဟုတ်ဘူး။ဆိုမင်းကလည်းကောင်းတဲ့အထဲမှာပါတယ်ဒါပေမဲ့ဒီ Thai fighter နဲ့တွေ့ရမှာအခါမှာတော်တော်လေးကိုခရူးဆိုင်ရမှာဒီ Thai fighter ကတော်တော်လေးကိုကောင်းတဲ့ Thai fighter တစ်ယောက်ဖြစ်တယ်ဆိုမင်းနဲ့ဒီ Thai fighter ကဒီ Ulapret ဆိုတဲ့ Thai fighter ကသူတို့နှစ်ယောက်ကပွဲရဲ့ဥကောင်းပေါ့နော်အဓိကသူတို့ရဲ့ main ပွဲဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ရဲ့မြန်မာပြည်သက်တွေကွင်းထဲအရောက်တော့ရောက်ပြီးကြီးစုပေးပါလာရောက်ပြီးကြီးစုပေးပါလို့ကျွန်တော်ပြောချင်တယ်နဲ့ဘန်ကောက်မြို့မှာကျင်းပမှာဖြစ်တယ်ကျွန်တော်တို့အတူတကွအားပေးကြရအောင်တင်ရင်တညွတ်ထဲကျွန်တော်တို့အားပေးကြအောင်ကျွန်တော်တို့ရဲ့မြန်မာလူငယ်လေးတွေကကျွန်တော်တို့ရဲ့မြန်မာ fighter လေးတွေကသူတို့ရဲ့စိတ်ထဲမှာဒီလိုမျိုးအားပေးမှုကျန်းတယ်ဆိုရင်သူတို့ကလည်းကစားရတာစိတ်ပို့ပြီးတက်ကြွတာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့မြန်မာ fighter တွေကိုအားပေးကြရအောင်လို့ကျွန်တော်ပြောချင်တဲ့ဒီကနေ့ကျွန်တော်ရဲ့ video clip ကတော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ဆုံးသက်ချင်တယ်ကျွန်တော်ရဲ့အဓိက main ကတော့ဒီလာမဲ့ဇွန်လ9ရက်နေ့ညပွဲမှာ157ဆိုတဲ့ one championship ရဲ့ပွဲထဲမှာပေါ့နော်ကျွန်တော်တို့ရဲ့မြန်မာ fighter မြန်မာဂုံဆောင်သွားမှာဖြစ်တဲ့ဆိုမင်းလေးအကြောင်းလေးအနေငယ်ကျွန်တော် sharing လုပ်သွားရင်လည်းဒီကနေ့ဒီအကြောင်းအရာလေးကိုဒီမှာလည်းပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ရဲ့ဒီကနေ့ video clip ကိုကြည့်တော့ကျွန်တော်ရဲ့ချစ်ရတဲ့မိတ်ဆွေညီကိုမနမများရောက်တိုင်းကိုကြီးချမ်းပါခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ video clip ကိုဒီမှာလည်းပဲကျွန်တော်အဆုံးသတ်လိုက်ပါတယ်အရောက်စရကိုကျေးဇူးအများကြီးတင်ပါတယ်